မင်းတို့မှာတနက်ကင်ထားတယ်အကုန်လုံးကတနက်ကင်ထားတယ်ယူနီဖောင်းဝတ်ထားတယ်ဆိုရင်စစ်တပ်ရမှာပဲဆိုတဲ့အကွက်မျိုးနဲ့ပေါ့နော်ပညာတယ်လည်းမချမ်းဘူးလက်ယုံလည်းမချမ်းဘူးပေါ့နော်အဲ့လိုပုံစံမျိုးရေလေတောင်ကဝင်တိုက်နေရတဲ့အနေထားပေါ့နော်လုံကျွေးလှည့်နေရတဲ့အနေထားဆိုတာလက်ယုံတက်ကဆိုတဲ့ကောင်တွေကတော့ပြောမနေနဲ့တော့အဲ့တော့အလောင်းတွေကိုစစ်ကောင်စီဘက်ကပေါ့နော်ညဘက်တွေမှာတိတ်ဆိတ်တည်ပြီးတော့ဒါပသိမ်မှာဒါတိတ်ဆိတ်ကြိုနေရတယ်ဆိုတဲ့သတင်းမင်္ဂလာပါခင်ဗျာမြန်မာပြည်တော်ကလူတော်လိုင်းနဲ့ပတ်သက်တဲ့တဲ့ထူးတဲ့ကောင်းများကိုနေ့စဉ်နားဆင်နေတဲ့အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးပြီးစောင့်မျှော်အားပေးကြဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာစစ်ကောင်စီရဲ့တပ်ထဲမှာဘလို့အခြေအနေတွေကြုံတွေ့နေရပြီလဲပြီးတော့ဒီစစ်ရေးဖိအားတွေပေါ့နော်ရခိုင်ပြည်နယ်အတွင်းကအာခတ်တော်အေးပေးနေတဲ့စစ်ရေးဖိအားတွေကစစ်ကောင်စီရဲ့အတွင်းပိုင်းဘလို့အဆင့်မျိုးတွေအထိကိုရိုက်ခတ်နေပြီလဲဆိုတဲ့အကြောင်းတွေရဲ့ပြီးတော့စစ်ကောင်စီအတွင်းထဲမှာရှိတဲ့သူ့ရဲ့စစ်သားတွေပေါ့နော်စစ်သားတွေအရာရှိတွေအနေနဲ့ဘလို့အခြေအနေတွေကြုံတွေ့နေရပြီလဲဆိုတဲ့အကြောင်းကိုကျွန်တော်သုံးသပ်ရအောင်ပေါ့နော်အဲ့တော့ဒါစစ်ကောင်စီကဘူးတီတောင်ခလာရတရင်မှုတအူးကိုတည်တံချပြီးတော့စကားက19ကဒါဘုံမွေးတအုပ်နဲ့တရင်မှုတအုပ်ကိုထောင်ဒဏ်အနှစ်20ချမှတ်လိုက်တယ်ဆိုပြီးတော့သတင်းတွေအရသိရတယ်ပေါ့နော်အဲ့တော့ဒါကစစ်ကောင်စီဘက်မှာတော်တော်လေးကိုပြင်းထန်တဲ့ပြစ်မှုတွေဖြစ်ပါတယ်ဒီလိုမျိုးပြစ်မှုတွေကအခုတစ်ခေါက်တည်းဖြစ်နေတာလားဆိုတော့လည်းမဟုတ်ဘူးဗျရှေ့ပိုင်းကာလတစ်လျှောက်လုံးမှာဒီလိုမျိုးအပြစ်ပေးတာတွေအရေးယူတာတွေတောက်လျှောက်ကိုမြောင်းလိုင်ကလုပ်နေခဲ့တာဖြစ်ပါတယ်ရခိုင်ပြည်နယ်ဘူးတီတောင်မြို့ကဒါစစ်တပ်ဘက်ကပေါ့နော်လက်လွတ်ခဲ့ရတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ်15စစ်စင်ရေးဌာနချုပ်လက်အောက်ခံတပ်တွေနဲ့စစ်ဗျူဟာအခြေချပေါ့နော်ဘူးတီတောင်ကိုကဲမှုအောက်ကတပ်ရင်းတွေအခြေစိုက်တယ်အဲ့လိုအခြေစိုက်တဲ့တပ်ရင်းတွေကဒုတိယဗိုလ်မှူးကြီးအဆင့်ပြီးရင်ဗိုလ်မှူးကြီးအဆင့်တွေကိုစစ်ကောင်စီကစစ်စင်ရေးနဲ့ပတ်သက်တဲ့ကြီးလေးတဲ့အခုလိုမျိုးဒါဒေတန်းနေပြီးရင်ထောင်ဒဏ်အနည်း10ပေါ့နော်ဒါဒီလိုမျိုးနှစ်ရှည်ထောင်ဒဏ်နေချမှတ်လိုက်တဲ့အကြောင်းကိုသတင်းတွေရကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ဒီအထဲမှာပါတဲ့တရင်မှုတအူးကပေါ့နော်ဘူးသီးတောင်ဘက်မှာစစ်စင်ရေးထွက်ရတဲ့အခြေစိုက်စခ19ကဖြစ်တာကိုလည်းတွေ့ရတယ်ဒါကြောင့်မလို့ဒီ3ဦးကစစ်ရေးကိစ္စနဲ့အရေးယူခံရတယ်ဆိုတာတော့သိကြတယ်ပေါ့နော်ထူးခြားတာကသူတို့ကိုဒါအာခတ်တော် A ကဒါဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေပါတယ်ဆိုတော့စစ်တွေအခြေစိုက်ပေါ့နော်ဒါကစားစစ်တွေမှာစစ်တရားရုံးကနေအခုလိုမျိုးကြီးလေးတဲ့ပြည်ထန်တွေကိုချမှတ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါစစ်တွေမှာပေါ့နော်အဲ့လိုမျိုးရေးယူဖို့အချိန်တွေတော့သူတို့မှာရှိသေးတယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်မြောက်လိုင်းစစ်တပ်ကတည်တဲ့အတိုင်းပဲဒါခေတ်အဆက်ဆက်မှာပေါ့နော်ဆရာနာရှင်စနစ်ပုံစံနဲ့ဖြတ်တန်းလာတဲ့ခါကျတော့ဘလောက်ပဲစစ်ရှုံးနေပါစေလောက်အောက်ကိုငဲ့ညာပြီးစစ်တိုက်ဖို့မဖြစ်နိုင်ကြောင်းတင်ပြတဲ့သူတွေမတိုက်လို့ကြောင်းညှင်းဆန်တဲ့သူတွေနဲ့ပတ်သက်ရင်ထိထိရောက်ရေးယူနေတာတွေကိုဒီစစ်အာဏာသိမ်းကာလအတော်တွင်းမှာအများပြားတွေ့ကြရတယ်ဥပမာရမခနာပါခယတခရပါခပေါ့နော်ဒါကရင်ဒီဘက်တွေမှာတွေ့ရပြီးဖြစ်တယ်ပေါ့နော်ဘာကြောင့်မလို့စစ်ကောင်စီကဒီလိုမျိုးစစ်ရှုံးနေတဲ့အချိန်မှာသူ့ရဲ့လူတွေကိုအခုလိုမျိုးအပြစ်ဒဏ်ကြီးကြီးနဲ့အရေးယူနေတာလဲပေါ့နော်ဘာကြောင့်လဲဆိုရင်ဒါသူ့လူတွေကိုဒါ10ကားလောက်ကောင်းခဲ့ပွင့်အောင်မှပဲတစ်ခါလောက်လေသူ့အလှမကျဖြစ်တာနဲ့အခုလိုမျိုးရေးယူနေတာတွေကဒါမင်းအောင်လိုင်းအတွက်စစ်တိုက်ပေးမဲ့လူမရှိတော့မှလဲသူဆိုးလို့ဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့မင်းတို့ကြည်ထားပါတော့ရှေ့မှာဒါဒီလိုမျိုးတွေငါလှုပ်ခဲ့တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီလူတွေကငါခိုင်းတဲ့ဒီစီအေးရီမန်းချက်ကိုတာဝန်ကြီးအောင်မလုပ်နိုင်လို့တာဝန်ကြီးအောင်ဆိုတာထက်ပေါ့နော်စီအေးရီမန်းချက်ပြည့်ဝအောင်မလုပ်နိုင်လို့ပြီးရင်ငါရဲ့အမိန့်ကိုဖီဆန်လို့ငါရဲ့အာဏာကိုဖီဆန်လို့ငါကအခုလိုမျိုးပြစ်ဒဏ်ကြီးမမပေးတာပေါ့နော်အဲ့တော့မင်းတို့နောက်လာမဲ့ကောင်းနေလေဒီလိုမျိုးပုံစံမျိုးလုပ်တယ်ငါရဲ့စီအေးရီမန်းချက်ကိုဒါပြည့်ဝအောင်မစွမ်းဆောင်ပေးနိုင်ဘူးဆိုရင်ရှေ့ကကောင်းနေအတိုင်းပဲမင်းတို့ကိုလည်းလုပ်မယ်ဆိုတဲ့ပုံစံမျိုးဒါချင်းချောက်တာနဲ့အတူတူပဲအဓိကတော့သူ့လောက်မှာဒါသူ့အတွက်စစ်တိုက်ပေးမဲ့သူတွေသူ့အတွက်ဒါတေပေးမဲ့သူတွေသူ့ရဲ့အမိန့်တွေကိုမလွန်ဆန်ရဲပဲနဲ့ပေါ့နော်စီအေးရီမန်းချက်ပြည့်ဝအောင်ရိုးကြည်ကြည်အေးခန်းခန်းလုပ်ပေးမယ်ဆိုတဲ့ကောင်းနေမရှိတော့မှဆိုလို့အခုလိုမျိုးလုပ်တာလို့လည်းဒါယူဆနိုင်တယ်ပေါ့နော်အရင်တော့ကဒါတပွင့်ကနေ2ပွင့်ရဖို့လွယ်တယ်2ပွင့်ကနေ3ပွင့်လွယ်တယ်3ပွင့်ကနေပြီးတော့ဘုံမူးကြတော့တော်တော်လေးကိုခက်ခဲတဲ့အနေအထားမျိုးတွေဖြစ်ခဲ့တယ်ပေါ့နော်ဒါကလည်းစစ်တပ်ကိုဒါအမြင်ပြောင်းလဲသွားစေဖို့ပြည်သူတွေထဲမှာစစ်ဗိုလ်မိသားစုတွေပို့ပြီးတော့တိုးလာဖို့စီစဉ်ခဲ့တဲ့ဒါတန်းရွှေရဲ့အကွက်ကြောင့်ဖြစ်တယ်ပေါ့နော်တန်းရွှေဟာဒီရွယ်ချက်အတွက်နဲ့ပေါ့နော်2000ခုနှစ်ဝန်းကျင်လောက်ကနေစပြီးတော့ DSA 45 46 49 48တွေအတွက်ဘူလောင်းအင်အားများစွာကိုခေါ်ယူခဲ့တာဖြစ်တယ်ဒီလိုကြောင့်ကြက်တဲနေတဲ့ဒါယာရုရရှိရေးလမ်းကြောင်းပေါ့နော်အရှိမအစဉ်စဉ်ပိတ်ထားတဲ့ယာရုရရှိရေးလမ်းကြောင်းရရှိတွေဖောင်းပွားနေပါတယ်ဆိုတဲ့လမ်းကြောင်းတွေကဒီမင်းအောင်လိုင်အာနာသိန်းကာလာအတွင်းမှာတော့ဒါမင်းအောင်လိုင်ရဲ့လက်အောက်ကိုချနှင်းမှုတွေကြောင့်မလို့ဒီလမ်းကြောင်းတွေကပြန်ပြီးတော့ပွင့်သွားတယ်။ဘာကြောင့်လဲဆိုတော့ရှေ့မှာအစားထိုးခံရတဲ့သူတွေရှေ့မှာပြုတ်သွားတဲ့သူတွေဒါဖြုတ်ခံလိုက်ရတဲ့သူတွေဂျောင်ထိုးခံလိုက်ရတဲ့သူတွေပြီးရင်တေဆုံးသွားကြတဲ့သူတွေအတွက်ပေါ့နော်။အနောက်ကနေပြီးတော့တောက်လျှောက်ယာတူးတွေထပ်တိုးပေးနေတာတွေကဒါမင်းအောင်လိုင်လက်ထက်မှာပုံများခဲ့တယ်။ပြောမယ်ဆိုရင်မင်းအောင်လိုင်ရဲ့အာနာသိန်းလိုက်တဲ့ဖြစ်စဉ်ကြောင့်မလို့စစ်ကောင်စီတပ်ထဲမှာယာတူးလှင်မြရသွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့လေနော်။ဒါပေမဲ့လည်းတစ်ခုထူးခြားပါလဲဆိုတော့အခုနောက်ပိုင်းမှာဒါစစ်ကောင်စီအတွင်းမှာပေါ့နော်ယာတူးရဖို့ကိုကြောက်ကြတယ်အရင်ကကျတော့ယာတူးအရန်လိုချင်ကြတယ်အခုကျတော့ယာတူးရမှာကြောက်တယ်ယာတူးရလာပြီဆိုတာနဲ့
ဒါတာဝန်ခံခိုင်းတာတွေလွှဲချခံရဖို့ပုံများတယ်ဗောဗျာအဓိကတော့လက်အောက်ကဘာဖြစ်လိုက်ပြီဆိုတာနဲ့မင်းအသုံးကြလို့မင်းပုံမလာလို့မင်းကိုရေးယူမယ်ဆိုတဲ့ပုံစံမျိုးတွေကပိုပြီးတော့များနေတာအဲ့တော့ဗိုလ်ကြီးပုံမှုအဆင့်မပြောနဲ့ခုနလိုမျိုးပေါ့နော်ဒုတိယပုံမှုကြီးတွေအဆင့်တွေလည်းပါတယ်လို့ပုံမှုချုပ်အဆင့်တွေထိဗိုလ်ချုပ်အဆင့်တွေထိသူကလှုပ်ချင်တယ်လို့လှုပ်နေတာဖြစ်တဲ့အတွက်ပေါ့နော်အောက်ကကောင်တွေကအပေါ်ကဗိုလ်ချုပ်အဆင့်တွေတောင်မှဒီလိုလှုပ်ခံနေရရင်ငါတို့ဆိုရင်ပြောမနေနဲ့တော့ဆိုတဲ့ပုံစံမျိုးနဲ့ယာရုရမှာတော့ကြောက်နေတဲ့အနေအထားတွေဖြစ်လာခဲ့တယ်ဒါကြောင့်မလို့ဒါရှေ့မှာတေလန်ဒါနောက်မှာခုံရုံဘေးမှာမိုင်းဆိုတဲ့ပုံစံမျိုးနဲ့တက်တွင်းမှာဘေးချက်နံချက်ဖြစ်ခဲ့တဲ့ကာလက2021ခုနှစ်နှောင်းပိုင်းကာလကနေကဖြစ်တယ်လို့ဆိုရမှာပါအခက်အခဲတင်ပြခွင့်မရှိခိုင်းတဲ့အတိုင်းလုပ်ရေဘူးပေါက်တာမလိုချင်ဘူးရေပါတာပဲလိုချင်တယ်ဆိုတော့ဒီခေါင်းဆောင်မှုစနစ်တွေရဲ့အောက်မှာ CDM မလုပ်နိုင်တဲ့သူတွေရုံးမထွက်နိုင်တဲ့သူတွေအလင်းမဝင်နိုင်တဲ့သူတွေဟာနေမြင့်ညပြောက်ပုံစံမျိုးတွေကြုံတွေ့နေရတာဖြစ်ပါတယ်ရှေ့မှာပြောခဲ့တဲ့ဖြစ်စဉ်တွေကတည်တံချမှတ်ခံရတဲ့သူကတော့ဒါဘူးသီးတောင်မြို့အခြေစိုက်ခလာရ263တရင်မှုဒုတိယဗိုလ်မှူးကြီးစန်းကျော်သူဖြစ်ပါတယ်ခမာရ352တရင်မှုဒုတိယဗိုလ်မှူးကြီးတိုးဝင်မြင့်နဲ့စကား19လောက်ခံတက်ကဒုတိယဗိုလ်မှူးကြီးကျော်တန့်စင်တို့ကတော့ထောင်ဒဏ်အနှစ်20ပေါ့နော်ဒါနှစ်ရှည်ထောင်ဒဏ်နေအသီးသီးချမှတ်ခံခဲ့ရတာဖြစ်ပါတယ်စစ်တပ်မှာဒီလိုပြစ်မှုပြစ်ဒဏ်တွေကိုတရားမျှမျှတတရင်ဆိုင်ခွင့်ရရလားဆိုတော့ဒါ no လို့ပဲပြောရမယ်ပေါ့နော်အဲ့တော့စစ်ဥပဒေချုပ်ကဒါဒုတိယဗိုလ်ချုပ်ကြီးမျိုးတန့်နိုင်ဖြစ်ပေမဲ့အပိသက်ပြစ်ဒဏ်အဆုံးဖြတ်ပေးတာကတော့မင်းအောင်လှိုင်ကိုယ်တိုင်ပဲဖြစ်ပါတယ်စစ်တွေဒါကဆစစ်တရားရုံးကနေပြီးတော့ဒါဒုတိယဗိုလ်မှူးကြီးစန်းကျော်သူကိုတော့ပုံမှန်32ကာကြီးပုံမှန်32ဒိုင်းမို့တို့နဲ့ဒါဆွဲချက်တင်ခဲ့တာဖြစ်ပြီးတော့ဒုတိယဗိုလ်မှူးကြီးတိုးဝင်မြင့်နဲ့ဒုတိယဗိုလ်မှူးကြီးကျော်တန့်စင်တို့ကိုတော့ပုံမှန်32ကာကြီးနဲ့ပဲဆွဲချက်တင်ခဲ့တာဖြစ်ပါတယ်ပုံမှန်32ကာကြီးဆိုတာကရန်သူပေါ်အေးအေးယူခြင်းမှရှောင်ကျဉ်ရန်စစ်ဘက်ဥတွေကိုလိုက်နာရသူတဦးအားအတင်းအကျပ်ပြုရန်ဖြစ်စေသွေးဆောင်ဖျားယောင်းရန်ဖြစ်စေရန်သူပေါ်အေးအေးယူရန်စိတ်ပြတ်အောင်ဖြစ်စေညီသည့်နီးနဲ့မဆိုတမင်အသုံးပြုလျင်လို့ဒါပြဋ္ဌာန်းထားတာပေါ့နော်ဒါပြဋ္ဌာန်းထားတဲ့တပ်မတော်ရဲ့အဥပဒေတစ်ခုဖြစ်ပါတယ်32တိုင်းမိုးကတော့ဒါစစ်စင်ရေးတစ်ခုပြုလို့ရမိမိရဲ့အထက်အရာရှိကအမိန့်ပေးသည့်အခါဖြစ်စေအခြားတနည်းနည်းဖြင့်အမိန့်များကိုရရှိပြီးသည့်အခါဖြစ်စေထိုအမိန့်များကိုပြီးမြောက်အောင်ဆောင်ရွက်ရေးအတွက်မိမိတက်ဆွမ်းသမျှစ조사အားထုတ်ရန်တစ္ဆာမဲ့စွာသို့ဒီမဟုတ်ရှက်ဖွယ်ကောင်းစွာပြက်ခွက်ခဲ့လျင်ဆိုပြီးတော့ပြဋ္ဌာန်းထားတာကိုတွေ့ရပါတယ်ပြစ်ဒဏ်ချပြီးတဲ့နောက်မှာတော့သူတို့၃ဦးလုံးကိုဒါစစ်တွေကဒါအကျဉ်းထောင်ထဲကိုပို့ထားပြီးဖြစ်တယ်ဆိုပြီးတော့သိရတယ်ထူးခြားတာကတော့ဒီသူတို့၃ဦးလုံးကိုပေါ့နော်ဘူးသီးတောင်ဝခုတ်ချောင်းအခြေစိုက်စားက15ရဲ့ဒါစစ်စင်ရေးကုကေးမှုပေါ့နော်ပြောမယ်ဆိုရင်တပ်မမှုဗိုလ်မှူးချုပ်သူရေထွန်းကနေတဆင့်အထက်ကိုတင်ပြခဲ့တာကြောင့်မလို့အခုလိုမျိုးအရေးယူခံခဲ့ရတာဆိုပြီးတော့သတင်းတွေရသိရတယ်ပေါ့နော်ပြီးတော့ဒါပြောကြတဲ့ပုံစံမျိုးအရဆိုရင်ဒါသူရေထွန်းကပေါ့နော်သူ့အပေါ်ကိုဒီအပြစ်တွေမကြောက်ရောက်စေဖို့အတွက်ဒီအောက်က3ယောက်ကိုလွှဲချတဲ့ပုံစံမျိုးနဲ့မဟုတ်မမှန်တင်ပြခဲ့တာဆိုပြီးတော့လည်းပြောကြတယ်ပြောချင်တာအဲ့ဒါပေါ့နော်အထက်ကကောင်တွေအကုန်လုံးကသူတို့စီကိုအပြစ်ဒဏ်တွေမရောက်လာဖို့အတွက်လက်အောက်ကိုပဲမင်းမတာဝန်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုလိုမျိုးပဲလွှဲချနေကြတာကဟိုးရင်ထဲကနေအခုချိန်ထိဖြစ်အကြီးပိုင်းဆိုတဲ့ကောင်တွေကဘယ်တော့မှခေါင်းမခံဘူးလက်အောက်ကိုဘလို့ထိုးချရမလဲလက်အောက်ကိုဘလို့လွှဲချရမလဲငါစီကိုပြစ်ဒဏ်မရောက်အောင်ဘလို့လုပ်ရမလဲဆိုတဲ့ပုံစံမျိုးတွေကိုပဲအမြဲတွေးတောပြီးတော့အခုလိုလှုပ်ဆောင်နေကြတာဖြစ်တယ်လက်ရှိနေထားအရဘယ်လောက်ထိပြစ်မှုတွေများနေပြီလဲဆိုရင်သူတို့၃ယောက်ကိုချုပ်ထားတာတစ်နှစ်ကျော်ပြီးမှအခုလိုဒါပြစ်ဒဏ်တွေချမှတ်ခဲ့တာကိုကြည့်ရင်သိနိုင်ပါလေဗောနော်ဒါကတော့အမိန့်ကိုညှင်းဆန်လို့ပြီးရင်မြေပြင်ရဲ့အခြေအနေရသူတို့ဘလို့မှအခြေအနေမကောင်းနိုင်မှန်းသိတဲ့အခါအထက်ကိုတင်ပြပြီးတော့ဒါရီတော့လှုပ်လို့အဆင်မပြေဘူးမလှုပ်နိုင်ဘူးကျွန်တော်တို့အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့တင်ပြတဲ့ကောင်တွေကိုအရေးယူတယ်ဖြစ်စေပြောမယ်ဆိုရင်တော့နားမထောင်လို့အမိန့်မနာခံလို့အာနာဖီဆန်လို့ဆိုတဲ့ပုံစံမျိုးနဲ့အရေးယူတဲ့ဖြစ်စဉ်အဲ့တော့ကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်ခံရရတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးသူတွေရဲ့အကြောင်းကိုပြောပြီးရင်လည်းအမိန့်နာခံလို့အပြစ်ပေးခံရမဲ့သူတွေအကြောင်းလည်းကျွန်တော်ပြောကြမယ်ဗောနော်အဲ့တော့အမိန့်ငင်းဆန်ခဲ့လို့ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်ခံရတဲ့သူတွေအပြင်ဒါတာပေါင်းကတိုက်ပွဲတွေအတွင်းမှာဗောနော်တပ်စခန်းတွေအသိမ်းခံရလို့စစ်ကောင်စီဘက်ကတရင်မှုနဲ့စစ်ဗျူဟာမှုတွေကိုဒါဖမ်းဆီးပြီးတော့စစ်ခုံရုံးတင်စစ်ဆေးနေတဲ့အကြောင်းလည်းရှိပါတယ်အဲ့တော့ AR တိုင်းတာပေါင်းမြို့နယ်တွေကစစ်ကောင်စီရဲ့တပ်စခန်း3ခုကိုငါးခါတက်တော် A နဲ့ဒါ AR တိုင်းတော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ဗောနော်သိမ်းယူလိုက်တဲ့အတွက်လည်းစစ်ကောင်စီအရာရှိတွေအခုလိုမျိုးဖမ်းဆီးအရေးယူခံနေရတဲ့အကြောင်းတွေလည်းသတင်းတွေရတွေ့ရတယ်အဲ့တော့သိမ်းခံရတဲ့စခန်းတွေကတာပေါင်းကဒါတေဝမ်ဘူးတဲဖြူမယန်းချင်းစတဲ့ကြေးရွာတွေရှိတယ်ဗောနော်တာပေါင်းတဲပြူမကြီးစင်လမ်းပေါ်ကစခန်းတွေကိုဇန်နဝါရီ31ရက်နေ့ကစပြီးတော့သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်တာပေါင်းခလာရ308က DSA 40ကွန်စင်တရင်မှုနဲ့ဗောနော်ဒါစစ်ဗျူဟာမှုတို့ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုနဲ့အဖွဲ့ကဖေဖော်ဝါရီ2ရက်နေ့မှာပသိမ်ကိုဖမ်းဆီးခေါ်ဆောင်သွားတာဆိုပြီးတော့လည်းသိရတယ်ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ရှေ့က3ယောက်လိုမျိုးပေါ့နော်ပထမဖြစ်စဉ်တုန်းကဖြစ်တဲ့3ယောက်လိုမျိုးဒါအာနာကိုဖီဆန်လို့မိမနာကန်လို့ညင်းဆန်လို့ဆိုတဲ့ပုံစံမျိုးမဟုတ်ပေမဲ့ပေါ့နော်ဒါစစ်ရှုံးရင်ဘယ်သူမှတာဝန်ရှိသလဲဆိုပြီးတော့ပေါ့နော်လက်အောက်ကိုအသုံးချလို့စစ်ရှုံးရတာပါဆိုတဲ့ပုံစံမျိုးအဲ့အကွက်မျိုးကိုဖော်နေတာကိုတွေ့ရပါတယ်အခါတော် A ရဲ့ဒါစစ်မျက်နှာတွေမှာစစ်ကောင်စီကပါစာတွေကိုရှေ့တန်းကနေထားပြီးတော့တိုက်ပွဲတွေတိုက်ခိုင်းနေတာရှိပါတယ်ဒီလိုတိုက်ခိုင်းတဲ့အတွက်လည်းပါစာတွေအမြောက်အများတေကြီးပျက်စီးနေကြတယ်လည်းတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့အလောင်းတွေကိုစစ်ကောင်စီဘက်ကပေါ့နော်
ညဘက်တွေမှာတိတ်တဆိတ်တည်ပြီးတော့ဒါပသိမ်မှာဒါတိတ်တဆိတ်ကြိုနေရတယ်ဆိုတဲ့သတင်းအဲ့လောက်ထိကိုသတင်းတွေဖုံးဖိနေတယ်ဆိုတဲ့ဟာတွေကိုလည်းစုံစမ်းသိရှိရပါတယ်အဲ့တော့နာတာခလက်ယုံတက်တွေကလည်းပေါ့နော်စစ်တိုက်ဖို့အတွက်ထုံနှုတ်ခံရတာတွေများလာတဲ့အတွက်ကြောင့်မလို့ခုဆိုခွင့်မဲ့ပြက်ကွက်စစ်ပြေးတွေပို့ပြီးတော့များလာနေပါတယ်အဓိကတော့လက်ယုံတက်တွေကတည့်ရတဲ့အတိုင်းဘယ်တော့မှစစ်မတိုက်ဘူးတဲ့တက်တွေစစ်မတိုက်ခဲ့ရတဲ့တက်တွေပေါ့နော်အဲ့လိုတက်တွေကိုအခုမှစစ်ကောင်စီကအကုန်လုံးကိုချနှင်းဖို့ပြင်ဆင်နေပါတယ်မင်းတို့ယူနီဖောင်းဝတ်ထားတယ်မင်းတို့မှတနက်ကင်ထားတယ်အကုန်လုံးကတနက်ကင်ထားတယ်ယူနီဖောင်းဝတ်ထားတယ်ဆိုရင်စစ်တိုက်ရမှာပဲဆိုတဲ့အကွက်မျိုးနဲ့ပေါ့နော်ပညာတယ်လည်းမချမ်းဘူးလက်ယုံလည်းမချမ်းဘူးပေါ့နော်အဲ့လိုပုံစံမျိုးရေလေတောင်ကဝင်တိုက်နေရတဲ့အနေထားပေါ့နော်လုံကျိုးရေးလှည့်နေရတဲ့အနေထားဆိုတာလက်ယုံတက်ကဆိုတဲ့ကောင်တွေကတော့ပြောမနေနဲ့တော့အဲ့လိုပုံစံမျိုးနဲ့ဒါစစ်ရင်ရားတွေထုံနှုတ်တာတွေခဏခဏတောက်လျှောက်ခံလာရတဲ့အခါကျတော့သူတို့တွေမတိုက်ရဲတဲ့သူတွေကထွက်ပြေးကြတာတွေခွင့်မပြက်ကွက်ဖြစ်ကြတာတွေအများကြီးပဲဖြစ်လာနေပါတယ်